ဒီနေ့မှာတော့မြန်မာပြည်မှာလူစည်းအများဆုံးအိမ်စည်းက9စီးအကြောင်းကိုနည်းနည်းလောက်ပြောကြည့်ကြရအောင်ကျွန်တော်တို့ရဲ့ list ထဲမှာပထမဆုံးပြောပြမယ့်ကားကတော့မြန်မာပြည်ရဲ့လမ်းမတိုင်းမှာမရှိမဖြစ်တွေ့ရမယ်အိမ်စည်းရောတက္ကစီပါအသုံးများဆုံးဖြစ်တဲ့ Toyota Belta ပဲဖြစ်ပါတယ်ဒီကားကို2005ကနေ2012 model တွေထိအတွေ့အများပြီး engine ပိုင်းမှာတော့ 1.0 1KR FE နဲ့ 1.3 2S ZFE ဆိုပြီးနှမျိုးလာပါတယ်Gear ပိုင်းမှာ CVD ဒါမှမဟုတ် 4-speed auto ကိုတုံးထားပြီးအောက်ပိုင်းမှာတော့ McPherson Strat စနစ်ဖြစ်လို့အရန်ကိုရိုးစင်ပါတယ်။မြို့တွင်းမောင်းရင်တော့1လီတာကို12ကနေ15ကီလိုမီတာအထိရလို့စီစားအသက်သာဆုံးကားလို့တောင်ခေါ်နိုင်ပါတယ်။ဘာလို့လူကြိုက်များလာလဲဆိုရင်သူကဂျပန်ကားတွေထဲမှာပြုပြင်ရတာအလွယ်ဆုံးနဲ့အပိုပစ္စည်းအရန်ပေါ်တဲ့ကားခင်လို့ပါပဲ။ဘယ် workshop မဆိုပြင်တတ်တယ်လို့ပြန်ရောင်းရင်လည်းဈေးအကျနေပြီးအယောင်းဝယ်အရန်သွတ်ပါတယ်။ဒါကြောင့်လဲလူလက်တန်းစားတွေနဲ့တက်စီမောင်းသူတွေကြားမှာရေပန်းအစားဆုံးဖြစ်နေတာပါအားနည်းချက်အနေနဲ့ Belta ဟာကားကိုယ်တည်းပါတဲ့အတွက်အတန်းလုံးမှုအားနည်းပါတယ်။ body ကပေါ်တဲ့အတွက်အယမ်းမြင်မြန်မောင်းတဲ့အခါတုံးခတတ်တာမျိုးရှိပါတယ်။နောက်ပြီးနီးပညာအသစ်အဆန်းတွေတိမပါဝင်တာကလည်းသူ့ရဲ့အားနည်းချက်တစ်ခုလို့ပြောနိုင်ပါတယ်။ပြုပြင်ထိန်းသိမ်းမှုအပိုင်းမှာဆိုရင် CVT Gear Y မှန်ဟန်မလဲရင် Gear တုံးတာ engine mounting ပျက်စီးတာနဲ့ ABS sensor ချွေရင်းတာမျိုးတွေအဖြစ်များပါတယ်။နောက်ပိုင်းမှာ engine တန်ပိုကျဲလာတာနဲ့အတွင်းကန်းက plastic တွေတုံခါတန်ထွက်တာမျိုးတွေကြုံရနိုင်ပေမယ့်စနစ်တကျထိန်းသိမ်းရင်တော့နောက်ထပ်10နှစ်အထက်အေးဆေးဆေးစိတ်ချလက်ချစီးနိုင်ပါသေးတယ်ဒုတိယတစ်စီးကတော့ဇင်ခံကားကိုမှဇေတတတနဲ့စီးကျင်သူတွေအတွက် The King of Comfort လို့တင်စားရမယ့် Toyota Crown ပဲဖြစ်ပါတယ်ဒီကိုဝင်လာတဲ့အထက်မှာ2004ကနေ2006 model တွေအတွေ့အများပါတယ် V6 engine 2.5 ဒါမှမဟုတ် 3.0 တွေကိုတုံထားပြီး 6-speed Super ECT gear စနစ်နဲ့လာပါတယ်အောက်ပိုင်းက double wishbone မို့လို့အရင်ငိန်တယ်လို့ dual zone auto aircon စနစ်ကြောင့်အတွင်းကန်းကတကယ့်ကိုစိန်ကြပါတယ်စီစားနှုန်းကတော့ engine power ကြီးတဲ့အတိုင်းမြို့တွင်းမှာ1လီတာကို6ကနေ8ကီလိုမီတာဝန်းကျင်ပဲရှိတာမို့စီစားများတယ်လို့ပြောရမှာပါမောင်းရတာအရန်ငင်ပြီး luxury feeling အပြည့်ပေးနိုင်တာသူ့ရဲ့အဓိကအားသာချက်ပါခီးဝေးမောင်းရန်ပင်ပန်းမှုအ ਨੇ ဆုံးကားဖြစ်လို့လူလက်တန်းစားလုပ်ငန်းရှင်တွေအရာရှိကြီးတွေနဲ့ကားကိုဇိမ်ခံပြီးစီးလို့သူလူငယ်တွေအကြိုက်တွေ့ကြပါတယ်အားနည်းချက်နဲ့အပြည့်များတတ်တဲ့အပိုင်းတွေကတော့ dashboard အတာရေတဲ့ Fiat မောင်းတာများရင် EBS ပြတ်တတ်တာနဲ့ AFS မီးစနစ် error တက်တာမျိုးတွေကြုံရတတ်ပါတယ်အပိုပစ္စည်းကလည်းတခြားကားတွေထက်ပိုဈေးကြီးနိုင်ပါတယ်နောက်ထပ်9နှစ်ကနေ10နှစ်အထိ premium အဆင့်တန်းတစ်ခုတော့ရှိနေဦးမှာပါတတိယတစ်စီးကတော့မိသားစုလိုက်စီးဖို့ခံညားတဲ့ SUV ဆိုရင်ပြီးမြင်ကြတဲ့ The Premium SUV Toyota Harrier ဖြစ်ပါတယ်မြန်မာတွေကတော့သူ့ကိုချစ်စနိုးနဲ့ဖင်ကြီးမလို့ခေါ်ကြပါသေးတယ်သူ့မှာ 2.4 2A ZFE engine နဲ့ 5-speed auto gear ကိုအသုံးများပါတယ်အောက်ပိုင်းက SUV ဖြစ်လို့လမ်းကျန်းနဲ့ပမောင်းနိုင်တယ်လို့စီစားနှုန်းကတော့1လီတာကို7ကနေ9ကီလိုမီတာဝန်းကျင်ရှိပါတယ်ရုပ်ထွက်ကအခုထိခံညားနေတော့မှမင်းမောင်းရတာကြိုက်သူတွေတမြင်ကွဲအလွန်ကောင်းတယ်လို့တန်ညောင်းစေးတဲ့အလွန်တင်းငိမ့်ပါတယ်တောင်ကြီးလာရှိုးစတဲ့နယ်မျိုးကြီးတွေမှာအစီးများဆုံးကားပါအဖက်များတက်တဲ့အပိုင်းတွေကတော့ steering rack ချောင်းတာ dashboard အတာနဲ့ headlight ဝါတာမျိုးတွေအဖက်များပါတယ်အောက်ပိုင်းရာပါပစ္စည်းတွေကိုတော့ပိုပြီးဂရုစိုက်လဲပေးရပါလိမ့်မယ်ဒီကားမျိုးက body ရောအောက်ပိုင်းရောတောင်းတင်းတဲ့အထွာ Nocturne 10နှစ်ကျော်အထိ EAC လို့ရပါသေးတယ်စရုထတစီကတော့စီစိတက်နေတဲ့ခစ်မှာလူတကာချစ်တဲ့ Honda Fit လို့ခေါ်ကြတဲ့ Honda Fit ပဲဖြစ်ပါတယ်မြန်မာပြည်ကို2006 model လောက်ကစဝင်တာများပြီး2012 model လောက်ထိ 1.3 engine နဲ့ GD1 GE6 hybrid engine နဲ့ GP1 စတဲ့ချက်စီတွေများဆားတွေ့နိုင်ပါတယ်စီစားနှုန်းကတော့အန်အိုးစရာကောင်းအောင်တတ်တာပြီး1ဟီတာကို73ကနေ16ကီလိုမီတာအထိရပါတယ်မြို့ထဲမှာအလွန်ပေါ်ပါတွက်လက်တဲ့ကားပါအတွင်းကန်း space ကအပြင်ကမြင်ရတာထက်ပိုကျဲပါတယ်နီးပညာလည်းနည်းနည်းမြင့်သလိုမြို့ထဲပါကင်ထွက်ရတာလည်းအရန်လွယ်ကူပါတယ်အထက်20ကနေ40ကြာရုံးဝင်နေနဲ့အမျိုးသမီးတွေအစီများပါတယ်အော်ပိုင်နဲ့နှိမ့်တာကြောင့်လမ်းမကောင်းရင်တတိထားပါတယ် ignition coil ဘက်တနာနဲ့ hybrid ဆိုရင် battery တက်တန်းကိုတတိထားပါမယ်နောက်ပိုင်းမှာ engine 1ယူစိမှုလေးတွေရှိလာနိုင်ပါတယ်နောက်ထပ်9နှစ်ကနေ10နှစ်အထိမြို့တွင်းထုံးကားအဖြစ်လူကြိုက်များနေဦးမှာပါနောက်ဆုံးတစ်စီးကတော့ကားအသေးကိုမှမိသားစုလိုက်စီးကျင်သူတွေအတွက် The Family Hero Suzuki Ertiga ပါ1.5 liter engine နဲ့လာပြီး 4-speed auto gear ကိုတုံးထားပါတယ်အောက်ပိုင်းကမြန်မာပြည်လမ်းမလွန်နဲ့ကိုက်အောင်မာတောင်လုပ်ထားသလိုစီစားနဲ့တတ်သားပါတယ်1 liter ကို11ကနေ14ကီလိုမီတာဝန်းကျင်စီးနိုင်ပါတယ် showroom service ရဖို့လွယ်ကူသလို9ယောက်စီးမိသားစုကားဖြစ်တာကသူ့လက်အသက်ပါအနောက်ခုံတွေအထိ aircon ပါလို့လူပြည့်တယ်လည်းအဆင်ပြေပါတယ် service center relation SKD ကားလည်းဖြစ်တော့နောက်ထပ်နှစ်တည်ကြအထီတော့အဆင်ပြေပြေစီးနိုင်အောင်မှာပါလူကြီးမင်းတို့ရောအခုပြောသွားတဲ့ကားတွေကဘယ်ကားတွေစီးခဲ့ပူကြလဲဗျာ comment မှာရေးခဲ့ပေးကြပါဦးနော်